ဒါလည်းဟေးစေကအရင်ဦးဆောင်လေဟေးရောက်တယ်ဆိုရင်အမှတ်တရပါဘူးပြောတော့ရှက်လာပြီပြောတော့ရှက်လာပြီဒါလည်းဟေးစေကအရင်ဦးဆောင်လေဟေးစေကဦးဆောင်လေအားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့ပြုံးဟန်တာကိုပါဒီတငယ်ချင်းတို့အိမ်ဇာတ်လမ်းတွဲမှာတော့ဟေးစေဆိုတဲ့ကောင်းမလေး character ကနေပါဝင်ထားပါတယ်မင်္ဂလာပါရှင်လွန်ချေရတော့တငယ်ချင်းတို့အိမ်ဆိုတဲ့ဇာတ်လမ်းတွဲမှာဇွန်ဆိုတဲ့ကောင်မလေးနေရာပြုဆောင်ထားပါတယ်ဟေးစေအော်တော့ကြောလေးကိုရင်းဆုံးဟေးစေဆိုတဲ့ character လေးကတော့ဟန်တာဘောနော်အရန်ကွဲပြားတဲ့ character ဘောနော်တခါမှလည်းမလုပ်ဘူးတဲ့ character လေးဘယ်လိုလဲဆိုတော့သူကတငယ်ချင်းလေးယောက်မှာဆိုတာအမြဲတမ်းဥဆောင်နေရလို့ပေါ့နော်ဇွန်နဲ့လည်းညစ်တွေ့တယ်ပေါ့နော်ရှေ့ကနေမမရက်တီးပေးရဲ့ကောင်မလေးပေါ့အဲ့လိုပုံစံလေးပေါ့ဇာလန်လည်းထွက်လာလို့ရှိရင်လည်းဒီဟေးဆက်ဘယ်လိုပုံစံလေးလဲဆိုတော့တွေ့ရမှာပါဇွန်ဆိုတဲ့ character ကျတော့ချစ်ဖို့ကောင်းတဲ့ကောင်မလေးတယောက်အနေနဲ့တွေ့ရမှာပါသူကမိန်းကလေးဆန်နေပြီးတော့အခြေအေးမှလည်းသူကစစ်သားပိုင်းမှာအဲ့လိုပြောမလဲကံမကောင်းပေါ့နော်ယောက်ျားလေးကသူလှည့်စားသွားတယ်အဲ့လိုပုံစံလေးတွေပဲမြင်ရမယ်ဒါပေမဲ့သူတငယ်ချင်းတွေအခက်ခဲရှိတဲ့ခါမှာဆိုရင်လည်းအကြံပေးပေးရယ်ပလဲဆိုးဆိုရင်လည်းသူကဘေးလေးမှာမမက်ရက်တည်ရယ်အဲ့မှာဟေးစဲတော့တစ်ခါကျသူကဒဲတိုးတွေပြောတတ်တာအဲ့ဒါအောင်မှဟိုဇွန်အားကြတဲ့လေးပြန်ပြီးတော့ဖာသေးပြီးတော့ပလဲဆိုရင်အတန်အောင်ပြန်ပြောတာပေါ့နော်အဲ့ဒါဆိုတော့ဇွန်ဆိုတဲ့ character လေးကချစ်ဖို့ကောင်းတဲ့ကောင်မလေးဖြစ်ရပြီးအခြေအေးမှာကံမကောင်းတဲ့ကောင်မလေးဖြစ်ရဥမာမြင်တွေ့ရမယ့် character လေးပါလို့ဟုတ်တရလားမှတ်တရတွေကတော့အများကြီးပါပဲဟိုရပြောဖို့လည်းကောင်းတယ်ဟိုနေ့ရောညရောပေါ့နော်နေ့တိုင်းနေ့ရောညရောဟေးစဲနေရာမှာအမှတ်တရကတော့အောက်မှာတဲခုကတော့အဲ့ဒါအမှတ်တရပါပဲစင်းတိုင်းမှာအကုန်လုံးကရက်တွေရှည်ပြီးတော့ဟေးစဲတယောက်လည်းပူနေတော့ချိန်လုံးတဲခုကတော့ဒါကတော့အမှတ်တရပေါ့နော်အမှတ်တရတွေကတော့ပြောရမယ်ဆိုတော်တော်များတယ်နော်ပြောဖို့လည်းကောင်းတယ်အမှတ်တရတော်တော်များပါတယ်ဟုတ်ဒီဇလန်တရီမှာအမှတ်တရတွေကတော့အများကြီးရှယ်နေချေလို့ဆိုရင်တအိမ်ထဲမှာပဲအကုန်လုံးညီမတွေအကုန်လုံးစုပြီးတော့မနေ့တည်းကစားရိုက်ကြတယ်ညထီရိုက်ကြရဲပေါ့နော်ပြီးတော့ကျတော့ဒီထဲမှာမမရဒီ series ကကြတော့လင်းချေအတွက်ဟိုဒါကတော့ swine လို့ဖြစ်သွားမလားမသိပေမဲ့လေဒါဒီဖီယာလေးကိုအလေလောက်မှထည့်နေထည့်ပေါ့ဘာလို့ဆိုတော့အချိန်မှာရိုက်ခဲတဲ့ series တွေအားလုံးကကြတော့ကိုကနည်းနည်း villain fan လောက်တာလေးပြီးတော့ကောင်လေးနဲ့အချင်းချင်းတွဲရလေးဒါပေမဲ့ဒီထဲမှာကျတော့မရအဲ့လိုကောင်မလေးအချင်းချင်းလေးနဲ့ကလိအဲ့လိုမျိုး scenes လေးကြတော့ဟိုမတူဘူးလေနော်ခန်းစားချက်ချင်းလည်းမတူဘူးပရိသတ်တွေကြည့်ရတဲ့အခါမှာဆိုတော့ taste လေးတစ်မျိုးရလိမ့်မယ်ပြီးတော့ကောင်မလေးနှစ်ယောက်ကဟိုလိုမျိုးလုံးဝပွင့်လင်းလင်းတယောက်နဲ့တယောက် connection လောက်တာမျိုးလည်းမဟုတ်ဘဲနဲ့စိတ်ကလေးတွေကပဲအကြည့်လေးတွေကနေ connection လောက်တာလေးဆိုတော့ကြတော့ဒီထဲမှာscenes လေးတွေကတော့အမှတ်တရဖြစ်ပါတယ်ဟုတ်အစင်းလေးကတော့နှစ်ယောက်တည်းဆိုရင်အမှတ်တရပါတော့ဘာလို့လဲဆိုတော့ဟန်တာဆိုလို့ရှိရင်လည်းဒီ character ဟိုတခါမှမလုပ်ဘူးဘလို့ပဲဖြစ်ပေါ့နော် left scene လေးတစ်စင်းပါတဲ့အချိန်မှာမတ်ဇွန်ကြည့်ရတဲ့အချိန်မှာဆိုလို့ရှိရင်နည်းနည်းလေးပေါ့နော်ဟို character မတူဘူးလေကွာတိလားအရင်တော့ကားထဲမှာဆိုလုံးဝမင်းသားရည်နဲ့တွဲရအခုကကြာ main ကလေးနဲ့တွဲပြီး gather ပုံစံမျိုးလေးဆိုတော့ကြည့်ရတဲ့အကြည့်လေးရဆိုတော့မတူဘူးပေါ့နော် director ကိုလင်းကလည်းတိတိကျကျပြောပြရပေါ့ဟိုလို main ကလေးကြည့်လို့ရှိရင်ကြည့်လေနူးညံ့ညံ့လေးညင်တတာလေးကြည့်အဲ့အရာမသိဘူးကွာသိရမလားအခုကျမှဒီကားရိုက်ပြီးတော့မှအော်အဲ့လိုမလေးကြည့်ရလားဆိုတော့အဲ့ဟာလေးကတော့အမှတ်တရဘာလို့ဆိုတော့ဟိုမတ်ဆိုမုတ်စားတဲ့စင်မှာလေနှစ်ယောက်တည်းစင်မှာဆိုလို့ရှိရင်နောက်ဆုံးမှကြည့်လိုက်ရတဲ့စင်လေးစင်လေးကတော့အမှတ်တရပဲမလုံးနိုင်ပါနဲ့ရမ်းကြောက်ခဲ့ရအဲ့စင်လေးပြီးတော့လဲအော်ဒီလိုမိုးလေးဟာလားအော်ဒီလိုမိုးလေးကကဲလက်မှာဒီလိုမျိုးလုံးလေးကဘယ်လိုမျိုးလဲအခုမှတကယ်ကိုသိခဲ့ရအဲ့ဟာတွေကမမှတ်ရပါပဲဟုတ်
ငါတို့စားမဲ့မုတ်ထဲနေ့စပင်းနေဝင်နေမှာဆိုလို့ နေအတွက်တီးတန့်အောင်လေငါစပင်းထည့်ပေးအောင်တိလား လုံရလို့ကြည့်နော် လောက်မှာပဲဘာဖြစ်လဲ လုပ်ကြည့်လေ လောက်အောင်မ ဒီဆက်ဆိုရင်အဲ့လိုပဲပေါ့ဘာလို့လဲဆိုတော့နှစ်ယောက်တော့ ပြောတော့ရှက်လာပြီ အဲ့လိုနှစ်ယောက်တူရရတဲ့စင်းလေးတွေကတော့ဒီဇလန်တွဲမှာပို့ပြီးတော့အမတ်တရားဖြစ်တယ်ပြီးတော့ကျင်းကျင်းတဲ့နောက်ဆုံးပိုင်းလေးမှာဆိုမြင်ရမယ်လို့ချက်ဆိုအဲ့လိုဒါပေမဲ့ချွဲတဲ့ကောင်းမလေးအနေနဲ့ပေါ့နော်ဘာလို့ဆိုတော့အမှန်ဆိုရင်ဟေးစရာလုံးတစ်ချက်တဲ့အပြင်မှာဆိုရင်တက်ငယ်တယ်ငယ်ပေမဲ့ तू ကဒီထဲမှာဆိုရင်ဟေးစရာကိုဦးဆောင်ပြီးပြီးကိုနှစ်သိပ်ပြီးရဲ့အခန်းလေးတွေများတော့ကြတော့အဲ့စင်းလေးတွေအမှတ်တရဖြစ်တယ်ကိုဆိုအဲ့လိုအရမွေးနဲ့ပြောရမယ်ဆိုရင်ဟေးစဲပဲရောက်နေရတယ်ဆိုအဲ့လိုမျိုးလောက်ရတဲ့စင်းလေးဆိုအဲ့ဒါရှက်ပေမဲ့လည်းအော်မဟုတ်ငါလောက်ရမယ်ဒီလိုစင်းလေးတွေကပြပြလေးတော့ဖြစ်ရမယ်တယောက်တစ်ယောက်ကအဲ့လိုမထီတထီလေးနဲ့ဟိုမတိလိုက်တဲ့အချိန်လေးမှာသူ့ပေါ်ချွဲမိရဲ့ပုံစံလေးတွေတော့အဲ့စင်းလေးကတော့အမှတ်တရဖြစ်ပါတယ်ဘုံတွေလည်းစားရတာပေါ့ပြောကတငယ်ချင်းတယောက်ကအခက်ခဲကြုံနေပြီဆိုတော့တငယ်ချင်းတယောက်ကနေပြီးဖေးမပေးရလေးတွေကုညီပေးရလေးတွေပေါ့နော်ဒါလေးတွေမြင်ရမယ်အပြင်မှာမိသားစုရဲ့ချစ်ချင်းမြတ်တာတွေတငယ်ချင်းချင်းချစ်ချင်းမြတ်တာတွေပြီးတော့ချစ်ချင်းမြတ်တာတွေမှာအမျိုးမျိုးပေါ့နော်928ပဲ1500ပဲဖြစ်ပြီးတော့တချို့တို့ဒီဟေဇယ်နဲ့ဇွန်လိုမျိုးချစ်ချင်းမြတ်တာလေးပဲဖြစ်ပေါ့နော်အမျိုးမျိုးကိုမြင်တွေ့ရမယ်ဇလန်လေးဖြစ်တာကြောင့်မလို့ပရိသတ်တွေအနေနဲ့ကကြတော့ဇလန်တွေမှာတကယ်ကိုထူးခြားတဲ့ဇက်အိမ်လေးနဲ့ဖွဲ့စည်းထားတဲ့တငယ်ချင်းတို့အိမ်ဆိုဇလန်တွေလေးကိုထွက်လာရင်လည်းအားပေးကြပါအောင်လို့ဟုတ်တဲ့တငယ်ချင်းတို့အိမ်ဇလန်တွေကြတော့တငယ်ချင်းတွေရဲ့စိတ်ဓာတ်လေးပေါ့နော်စူပေါင်းပြီးတော့ဒီလိုမျိုးလေးပြဿနာတစ်ခုဖြစ်လာမယ်ဆိုရင်ဘလို့ဖြေရှင်းမလဲတယောက်ကိုကတယောက်အဲ့လိုမျိုးပြီးမှကူညီပေးကြတယ်အခုဆိုလို့ရှိရင်လည်းဇွန်ဆိုလို့ရှိရင်လည်းကောင်လေးနဲ့စိတ်ညစ်လို့ရှိရင်ဟေးတယ်ဆိုလို့ရှိရင်ရှေ့ကနေမမဲပေါ့နော်ဘာလို့မှလည်းမလုံးနဲ့ဒီကောင်မောင်းထုတ်လိုက်တော့အဲ့လိုပုံစံလေးပေါ့နော်တငယ်ချင်းစိတ်ဓာတ်တစ်မျိုးလေးရောတော့မိန်းကလေးတွေချစ်တဲ့တမျိုးလေးရောအဲ့လိုစိတ်သက်လေးတွေလည်းအကုန်လုံးပါကြရပေါ့နော်ဇလန်တွေကအရန်လိုက်ပျော်ဖို့ကောင်းတယ်ကြည့်လို့ရှိရင်လည်းတစ်ပိုင်းနဲ့တစ်ပိုင်းမှာအရန်ကိုပေါ့နော်ဟိုအရန်ကိုကြည့်ရှင်စရာကောင်းတဲ့ဇက်အိမ်လှလှလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်တဲ့ကြောင့်ပြိတ္တတွေကြိုက်မယ်လို့လည်းထင်ပါတယ်အားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်တာ